အဲ့ဒီလိုပဲသူတို့ကဝေလငါသားပေါက်လေးကိုခိုးယူသွားကြပါတယ်ဝေလငါအမားကြီးနဲ့သားပေါက်လေးကခရီးရှည်ကြီးပြောင်းရွှေ့လာကြရလို့တော်တော်လေးကိုပင်ပန်းနွမ်းနယ်နေကြပါပြီအော်ကာလို့ခေါ်တဲ့ဝေလငါလူတကောင်တွေကတော့သူတို့ရဲ့အားနည်းချက်ကိုကောင်းကောင်းကြီးအကဲခံမိနေကြတာပါဒီအော်ကာတွေကသူတို့ကိုရန်တမ်းတွေတိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူးလှုပ်ရှားမှုတိုင်းကအကွက်ကြကြနဲ့စနစ်တကျပိုးပေါင်းဆောင်ရွက်ထားတာဖြစ်ပါတယ်အော်ကာတကောင်ကအမားကြီးနဲ့သားပေါက်လေးကြားတဲ့ကိုအသင်းတိုးဝင်ပြီးခလေးငယ်ကိုအဝေးရောက်သွားအောင်လူကိုယ်တိုင်တွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့မျောလင့်ချက်တော့ရှိနေပါသေးတယ်အမားကြီးကပြန်လာပြီးသူ့သားပေါက်လေးကိုကဲတင်လိုက်တာမို့လို့ပါအဲ့ဒါကြောင့်လဲဂျန်နဲ့အော်ကာတွေကခလေးငယ်ကိုခေါ်ပြီးထွက်ပြေးနေချိန်မှာအော်ကာအနှဲငယ်ကအမားကြီးကိုအာယုံလွဲပြီးအလုတ်ရှုပ်အောင်လှုပ်ထားကြတာဖြစ်ပါတယ်အစာပိုင်းမှာတော့ကစားနေသလိုလိုထင်ရပေမဲ့လှုပ်ရှားမှုတိုင်းကရည်ရွယ်ချက်ရှိရှိလုပ်နေတာပါတားပေါက်လေးလွတ်မပြေးနိုင်အောင်အမီးနဲ့ရင်စူးတောင်တွေကိုကိုက်ထားကြပါတယ်ပြီးတော့တားပေါက်လေးကအသက်ရှူဖို့ကြိုးစားတိုင်းရေအောက်ကိုအသိမ်းဖြီချပြီးအကျဉ်းချင်းတွင်းပို့နေကြတာပါအဆုပ်ရဲ့အသက်ရှူနိုင်စွမ်းတာအကန့်အသတ်ပဲရှိတာကြောင့်ဒီတားပေါက်လေးခမရေမွှင်းပြီးတေဆုံးသွားဖို့ကတိမကြလိုက်ပါဘူး